ကိုဆိုကျွန်တော်အေးရနိုးပြီပေါ့နော်ဒီနေ့လုံးစရာလေးရှိပါတယ်လုံးစရာပါလဲဆိုတော့ကျွန်တော်က0စင်ပြဘူးပေါ့နော်ကတော့လေးပါနေလိုက်မထွက်ဘူးဖြစ်ဒါနေနေတာပေါ့တခုခုဖြစ်နေတာဗျာအဲဆိုတော့ပြမယ်ပြပြီးရင်ဆက်စားတော့ဗျာဘန်သွားမယ်ပေါ့နော်ဘန်သွားပြီးတော့ဖွဲ့စရာရှိရဗျာအဲ့တော့ဖွဲ့မယ်လောက်ထားပေးမယ်အခြေကြည့်ရမှာပဲနေ့လည်းစားအောင်မှာဆိုတော့လုံးစရာတော့ဒီနေ့ plan ထားရတော့သွားပြမယ်ဘန်သွားမယ်ပြီးရင်ညနေကျရင်အလုပ်ရှိတယ်ညနေလောက်သွားမယ်အလုပ်9:45ရောက် let's go ခေါ်ရမယ်ဗျာခေါ်ရမယ်လိုက်ကြည့်ကြတဲ့ရှိရထည့်ရပါမယ်ပြောမရဒီနေ့ပြင်မှာစားဖြစ်နေတာပါအခုရပိုင်ရတော့အဲ့ဒါမကောင်းဗျာဒီတော့ဆက်ချွေတာမှာတော့ထဲမယ်ဒီတော့မကြတော့ဘူးဆိုတော့အတင်းကြယူရတော့ဗျာဒီတော့စာရက်ကကိုင်းမှာထဲရမှာဖုန်းရမယ်ပါပြီကတော့နဲ့ Apple go သွားကြမယ်ညီကိုတို့ရေသွားမယ် okay ကျွန်တော်နေတဲ့ဘက်ဝါချင်းနေထားပါတော့ကျွန်တော်တခုပြမယ်ကြည့်နော်တွေ့လားဗီဒီယိုထဲမှာတော့တေချာမမြင်တော့ဘူးထင်ပေမဲ့ပင်နယ်မဟုတ်ဘူးဗျာသမုတ်တရားဗျာသိလားပင်နယ်ကြီးမဟုတ်ဘူးနော်အဲ့ဒါမြူတွေဖုံးနေအဲ့တစ်ခွေလုံးမြူတွေကြီးပဲဒီမှာနေဒီတစ်ခုရှိပါတယ်မြူတွေရှက်ကြည့်ရမြူတွေအများကြီးပါဗျာတော့ကားပါโอเคကာမန်နဲ့ပြောတော့ဟောင်းတယ်ဗျာသိလားကပြောမလဲပတ်စံဒီမှာဟိုပါဗျာကားဝယ်ရဗျာ instrument plan နဲ့ဝယ်လို့ရရဗျာသိလားပတ်စံနည်းနည်းလေးရှိရတော့မှအရေးကြပစ္စည်းနဲ့လို့ဝယ်လို့ရရဗျာ credit score လည်းကောင်းမယ်ဘာညာပေါ့နော်ကျွန်တော်မဝယ်ဘူးဗျာသိလားကျွန်တော်ဖိအားတွေကျွန်တော်ကြောက်လို့ဗျာ stress တွေကိုမခံစားနိုင်ဘူးဗျာသိလားအဲကြောင့်မို့ကျွန်တော်မဝယ်သေးဘူးဗျာဒါပေမဲ့ခါကြိုင်မောင်းရင်နဲ့စိတ်မချမ်းသာဘူးဗျာသိလားကားစောက်ဆိုတော့တည့်ရတိုင်းပဲကြိုးစားအောင်ပဲဗျာကားတစ်စင်ကားထပ်ဝင်နိုင်ဖို့ပေါ့နော်တော့ရနေတော့မဟုတ်ပါဘူးရေးချနေပါပဲဒီတနေ့မှလည်းကြိုးစားပြီးတော့2020ခေါ်ကြရတော့ဝင်နေအောင်ကြိုးစားရမှာပါကျွန်တော်အကြောင်းလည်းတက်ရရပေါ့နော်အကြောင်းလည်းတက်ရတယ်လုပ်ရတယ်အစိပ်ပိုင်းတွေမှာလည်းတာဝန်ယူရရပါနော်တော့တိခိုင်ပြီးကြည့်ပေးကြပါကျွန်တော်စားရတဲ့အရုပ်ကဖိုင်းပါတယ်ဖြစ်နိုင်ရင်ကျွန်တော်ဒီလိုမျိုးအရှိတွေမှာထားပြီးတော့ခေါ်သွားနေတာဗျာကျွန်တော်ပစ္စည်းတော့ဝယ်ရမယ်ကာမတန်ဖို့ပစ္စည်းရဲ့ကိုကတော့နည်းနည်းလေးပဲပြဟိုရောက်မှထပ်ကြည့်ကြပါပေါ့ကိုကျွန်တော်နေတဲ့မြို့ကတော့ဗျာနည်းနည်းတော့အေးစေးတယ်ဗျာဒီလားမနေ့ပြောရင်လေမြို့လို့ပြောရမှာလားဒီမှာရှိတဲ့အဲ့ဒီကိုလိုပါဗျာဒီလိုပုံစံနေကြီးပဲဟိုတွေရှုပ်ထွေးနေတိုင်းပါမရှိဘူးအဲ့လိုမျိုးလောကမောင်းလို့မကောင်းဘူးပေါ့နော်ပတ်စံထမက်ကဲတခုစီစီက4 point ဟိုဟာဒီတက်လာ5.69တော့ဖြစ်သွားတယ်လူကြီးဖြစ်လာတဲ့အခါမှပဲအဲ့လိုမျိုးဒီလောကကြီးကခဲတွေပဲပေးနေတာလားလောကကြီးကိုယ်တိုင်ကတော့ခဲဆိုတာကမျိုးရှိတာလားဆိုတာကျွန်တော်လည်းမပြောတတ်ဘူးရင်ကြတဲ့ရပါတော့တော့ဒီလောကကြီးစဖြစ်လာခဲ့တဲ့ကလူတွေစနေထိုင်ခဲ့တဲ့ကဒီလိုမျိုးလောကကြီးဆိုဒီလိုခဲဒီလိုမျိုးပြင်ပမှုတွေနဲ့ဒီလိုရှိကြလားတော့မကိုယ်တွေခက်ပဲဖြစ်နေတာလားလဲကျွန်တော်မပြောတတ်တော့အစကစီးရပြင်မှန်းတယ်ဗျာဘယ်လိုပြင်မှန်းလဲဆိုတော့ဒီခရီးတစ်ခုသွားမယ်ဆိုရင်ဗျာအစကနဲ့ဆိုရင်တနအီခွဲသွားရတယ်ဆိုရင်ကိုကားနဲ့ကိုဆိုရင်ဗျာ15မိနစ်တော့ပဲရှိရဗျာဒီလားအမှန်တည်းအခြေရတော်တော်ကြီးကိုတက်တာဝါရီဗျာဒီလားကဲရောက်ပါပြီဒီနေရာပါ Hi can you check my car Is there check the door on it? Thank you Yeah. Okay လောက်ကုန်မလဲမသိဘူး300လောက်ထွက်မလားမသိ
ပြီးပါပြီ thank you ခုပြောရတော့ဒီကျွန်တော်လာပြနေရမိုင်းနာပဲပြတာဗျာကျွန်တော်ချောင်းနေထပ်သွားအောင်ပါပြည့်တဲ့မြန်မာကြီးရှိရဗျာဘောကောကြည့်အောင်ဒီမှာနာ case တွေပဲပြင်းတာဗျာဒီလား inline ချိတာတို့ဘာလို့ညာလို့မျိုးစိတ်ပိုင်းကကျွန်တော် mechanic တော့ပြရမှာကားတကယ်ပြောတော့မောင်းတော့မကောင်းမထွက်ဘူးဖြစ်နေရဗျာဒီလားမထွက်ဘူးဖြစ်နေတာဟုတ်ခေါ်မှာညာခါတော့ခေါ်တယ်လို့ထင်တယ်ရောကိုင်ဦးဆိုတော့ကျွန်တော်တို့အိမ်ပြန်ရမလားသူ့သွားစားပြီးမှပန်သွားရင်ကောင်းမှထင်တယ်စားဖို့သွားမယ်Hi. Can I have a lamb biryani? Lamb biryani, anything else? That's it. Thank you. Thank you. ဆရာစားလို့ကောင်းပါဗျာအဲစီးတဲ့တက်စားလို့ကောင်းကျွန်တော်ပြမယ်ဗျာသူရဲ့ဈေးနှုန်းအမှန်က7.49ဗျာ test ကိုကျွန်တော်တို့က 0.88% ကျွန်တော်တို့ကပေးရတယ်ဗျာ 1.23 အပိုထက်ပေါင်း17.9 tip တွေပဲပေးလို့ရတယ်ဗျာပြီးတော့ 8% အနည်းဆုံးပေးလို့ရတယ်ကိုကြက်လည်းပေးလို့ရတယ်တခုဝယ်စားရဗျာပစ္စည်းစီနှုန်းရဲ့တန်ဖိုးနဲ့မပြီးသွားဘူးနောက်မှ test တဲ့ chip နဲ့အဲ့လိုမျိုးကပ်ပါလာတာဗျာနိုင်ဒီမှာလာစားတဲ့အဲ့လိုမစားပါဘူးကျွန်တော်ရုပ်ရှင်ကြည့်ပြီးမှစားပါရုပ်ရှင်ကြည့်ပြီးမှစားတတ်တာပါတော့ပါကျွန်တော်လာစားလိုက်အဲ့လိုစားပါတယ်ကြောင်ရနေတဲ့အောင်ကြိုးစားရဲဆိုတော့လေဒီရမှာမစားတိုင်းဟုတ်ဗျာကျွန်တော်ရုပ်ရှင်ကြည့်တယ်ကျွန်တော်ကြည့်နေကြကားကရှိပါတယ်ဒီတော့ဒီကစားတဲ့ပုံစံပြရင်ခေါ်စားပြီးသွားပါပြီဆိုတော့ကျွန်တော်ကားစီကိုတော့မှာပေါ့နော်စီသွားဖြစ်မှာဖြစ်ပါတယ်$43ဖြစ်နေပါပြီ44ဝါပြမယ်ကိုကတော့အဲ့ပြန်မယ်နေထိုးပြီလေ59နာရီဆိုတော့ကျွန်တော်ပန်သွားလို့မမီတော့တော့ညနေအလုပ်သွားမှာနဲ့ပါနဲ့ညာနဲ့ဆိုတော့အဲ့ပြန်မယ်ပြန်ပြီးတော့ရေချိုးမယ်သုတ်စားရှိရလုပ်မယ်လုပ်ပြီးပြတ်ထွက်ရမယ်ပြတ်ထွက်ရင်ဝယ်စားရှိရဝယ်ပြီးတော့အလုပ်တန်းသွားရမယ်ဗျာအခုကျွန်တော်အလုပ်သွားတော့မှာပါတော့ဖြစ်ပါတယ်နည်းနည်းတော့ကြောက်နေပါတော့ဒါပေမဲ့ကြောက်ခံပြီးသွားအောင်လူသားရမ်းကြည့်နော်ကြောက်ခံပြီးသွားတော့ကြောက်နေပါပြီ9နဲ့45ရောက်ပေါ့နော်9နဲ့45ရောက်သွားမှာဖြစ်ပါတယ်ညနေပြီးတော့ပုံမှန်ဆိုရင်တော့4နဲ့55အဲ့လိုထွက်တယ်ဗျာဒီလားဒီမဲ့ဒီနေ့တော့ကြာပါနော်အကြောင်းမထွက်ဖြစ်ပါတယ်စပယ်နဲ့ရှင်းနေပါပြီနည်းလေးပြေးသွားမယ်စီစစ်တဲ့ဆိုမှလည်းကိုကိုရစားရမှာပါအဲဆိုရင်လောက်သွားတဲ့ပေါင်းမှာခင်ဗျာလောက်ရပြန်တွေ့မယ်လုံးဝပြမယ်နော်လောက်ရောက်ပါပြီလောက်ရှိတဲ့ရောက်တော့မဟုတ်ဘူးเนาะအလောက်နာကပကက်ထိုးလို့ရနေရချတွေ့ပါပြီဗောနော်လောက်က9:45ဝင်ရမှာဗျာပုံမှန်9:36ဆိုတော့9မိနစ်
လောက်ကျန်သေးတယ်3မိနစ်လောက်ပဲကြာမှာတော့လောလမ်းရှောင်းနေပါတယ်စပယ်လက်တွေနားလေးလက်ပြောင်းကျွန်တော်လောက်ကသွားပြီးတော့ပြန်သွားဒီရန်တွေ့မယ်ကျွန်တော်အရှင်းသားဆိုရောက်ပြီမို့လို့ပါလောက်ပြီးပါခင်ဗျာနိုင်အိမ်ပြန်ပါတော့မယ်ကြည့်ချင်တဲ့လူဗီဒီယိုဆောင်နေရတာပါပြီးပြန်ပါမယ်